စုံထောက်ဝေါ်ရာတယောက်ချိုင်းနာတောင်းမှာနောက်ယောင်ခံလိုက်ခံနေရတယ်။အရေးကြီးတဲ့ပါဆယ်ထုတ်တစ်ခုကိုစားလိုက်ပုံးနဲ့အမြန်ထည့်ပြီးထွက်ပြေးခဲ့ပေမဲ့လမ်းမပေါ်ကိုရောက်တာနဲ့ဗန်ကားတစ်စီးကတိုက်ပြေးသွားတာခံလိုက်ရပါတယ်။ဟာဝိုင်ယီမှာသူ့သားနေပြီးကွန်မန်ဒါဂျိန်းကဖခင်ဖြစ်သူဝေါ်ရာရဲ့အလောင်းကိုရင်ခွဲယုံမှာလာကြည့်ခဲ့ပါတယ်။တကယ်တော့သူတို့သားအဖကစိမ့်နေကြတာပါ။တစ်ချိန်တည်းမှာပဲအောက်ကလာဟိုးမားကဂျိန်းရဲ့ညီကိုမတော်ဆက်တဲ့ဂျွန်နီစီကိုဖခင်ဖြစ်သူဆုံးပါကြောင်းဖုန်းဆက်အကြောင်းကြားလာတယ်။ဂျွန်နီရဲ့အိမ်သားတွေကိုယာကူဇာလူမိုက်တွေရုတ်တရက်ဝင်လာပြီးဘော်ရာပို့လိုက်တဲ့ပါဆယ်ထုတ်ပင်မလဲလို့လက်စာခံလုပ်ပြီးမေးတယ်။ဘာမှမသိတဲ့ဂျွန်နီကလည်းဘာမှမသိဘူးလို့ပြောပေမဲ့ယာကူဇာဖွဲ့ကလည်းမယုံကြဘူးဖြစ်နေတယ်။အဲ့ဒီမှာတင်ဂျွန်နီတယောက်အိမ်သားထဲမှာပဲယာကူဇာတွေကိုတယောက်တည်းနဲ့ပွဲချမ်းပြတော့တာပဲ။ဖခင်ဖြစ်သူရဲ့နာရေးပွဲမှာညီကိုနှစ်ယောက်ပြန်ဆောင်ကြပေမဲ့သစိမ်းတွေလိုပဲစကားများနေကြတယ်။ဘော်ဒါရဲ့တေဆုံးမှုကမတော်တဆဟုတ်ပဲလူတချို့ရဲ့လမ်းကျုံမှုဆိုတာကိုဂျွန်နီကသိလိုက်တယ်။သူတို့နှစ်ယောက်စလုံးဖခင်တေဆုံးမှုရဲ့နောက်ွယ်ကအမှန်တရားကိုလိုက်ဆောင်စမ်းဖို့ဖြစ်လာပါတယ်။စုံစမ်းနေတော့ရန်သူတွေကသိရှိသွားပြီးသူတို့ကားကိုဝင်တိုက်ပြီးတနက်နဲ့လှမ်းပစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီညီကိုနှစ်ယောက်ကတာမန်လူဟုတ်မနေဘူးဆိုတာယာကူဇာအဖွဲ့တွေကမသိခဲ့ဘူး။ဂျိန်းကကားပေါ်ကနေခုန်တက်ဂျွန်နီကတနက်နဲ့ပြစ်အဲ့ဒါလိုနဲ့ပဲနောက်ဆုံးမှာရန်သူကားကိုပောက်ကွဲအောင်လုပ်နိုင်ပြီးအနိုင်ယူခဲ့ပါတယ်။ဝေါ်ရာရဲ့ပါဆယ်ထုတ်ဖလက်ဒရိုက်ထဲမှာအုပ်ချုပ်ရေးမှုဖြစ်တဲ့ပီတာနဲ့လုပ်ငန်းရှင်မာကတ်စ်တို့ရဲ့လက်ပေးလက်ယူကိစ္စနဲ့ကာစီနိုစီမံကိန်းအစရှိတဲ့ထောက်ထားတွေရှိနေတယ်။ဒီအမှန်တရားကိုဖုံးကွယ်ဖို့စုံထောက်ကြီးဝေါ်ရာကိုလမ်းကျုပ်ခဲ့ကြတာပါ။အခုလဲမာကတ်စ်ကဂျိန်းရဲ့ဇနီးနဲ့ညီမကိုပြန်ပေးဆွဲသွားပြီးဒရိုက်နဲ့လာလဲဖို့ချင်းချောက်ပြောလာပါတယ်။ဂျိန်းနဲ့ဂျွန်နီတို့ညီကိုနှစ်ယောက်ဟာလက်နက်အပြည့်စုံနဲ့မာကတ်စ်ရဲ့စံရင်ကြီးတွေကိုဝင်စီးကြပါတယ်။လူမိုက်အဖွဲ့ရဲ့အင်အားနဲ့သူတို့ညီကိုနှစ်ယောက်ရဲ့အင်အားချင်းမညီမျှတာကိုပရိယေသုံးပြီးဂျိန်းကဖျားယောင်းလိုက်ပြီးဂျွန်နီကပြစ်ခတ်လိုက်နေပဲစံရင်ကြီးတွေကလူမိုက်အားလုံးကိုအပြည့်ပြတ်ရှင်းပစ်လိုက်နိုင်ခဲ့ပါတယ်။ဂျိန်းကနာဂါမူယာကိုဓာတ်နဲ့အဆုံးသတ်ပေးလိုက်ပြီးဂျွန်နီကထွက်ပြေးဖို့စူးစမ်းနေတဲ့မာကတ်စ်ကိုဘုံနဲ့ဖောက်ခွဲပစ်လိုက်ပါတယ်။ဂျိန်းကဂျွန်နီကိုရေထဲကနေအချိန်မီပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။အုပ်ချုပ်ရေးမှူးပီတာလည်းအဖမ်းခံလိုက်ရပြီးဂျိန်းတို့ညီကိုနှစ်ယောက်လည်းပြန်လည်တင့်မြတ်သွားကြပါတယ်။ဂျွန်နီကသူ့အမေကိုလမ်းကျုပ်သွားတဲ့သူရဲ့အမည်ကိုရခဲ့ပေမဲ့ဒေါသနဲ့အာဃာတတရားတွေကိုအဆုံးသတ်ဖို့အဲ့ဒီစာရွက်ကိုမိရှို့ပစ်လိုက်ပြီးဘဝတစ်ကိုခြေလန်းတစ်တွေနဲ့ပဲစတင်ပြီးဇလန်းလေးပြီးဆုံးသွားပါတော့တယ်။